ပါတယ်တင်တို့တကယ်ချင်း9ယောက်ဒီညဘဝရီတာမှာစေတနာဝင်တဲ့အနေနဲ့တာဝန်ကြပါတယ်အတူတာဝန်ထမ်းဆောင်မဲ့တဲ့တကယ်ချင်းတွေကိုနန်းရှင်းခေါ်လိုက်ပါလိုင်းနိုင်ရမယ့်စီကံချက်မှုရှိပါတယ်စီကံနံပါတ်1ည9နာရီရောက်ရင်တင်တို့အဖွဲ့ထဲမှာလူပြန်စစ်ပါလူ6ယောက်ဖြစ်နေရင်ဘသူကိုမှစကားမပြောပါနဲ့စီကံနံပါတ်2ည10နာရီနောက်ပိုင်းအခန်းအမှတ်4ကနေအဖွားကိုတယောက်ရဲ့တနာစရာငိုတန်းကြားပါလိမ့်မယ်ဘာကူညီမှတော့မပေးပါနဲ့အဲ့ဒီအခန်းထဲကအဖွားဆုံးပါသွားတာ3နှစ်ကျော်ပါပြီစီကံနံပါတ်3ညနေပိုင်းလေးသားဆောင်မှာအဖိုးတယောက်ကသူ့ရဲ့တွားတူပြောင်းနေလို့ရှာပေးဖို့လာကူညီတောင်းပါလိမ့်မယ်ခြံထဲမှာကြာနေခဲ့လို့ပြန်ဖြစ်ပြီးချက်ချင်းလှည့်ထွက်လာပါသူနဲ့မျက်လုံးချင်းတော့မစုံပါနဲ့စီကံနံပါတ်4ည7နာရီတိတိမှာအဖိုးတယောက်ကဆေးလာတောင်းရင်တကားဖွင့်ပေးပါနဲ့တင်ဖွင့်ပေးရင်တင်ငယ်ချင်းတွေကိုနောက်ထပ်တွေ့ရတော့မှမဟုတ်ပါဘူးစီကံနံပါတ်5ရိတ်တာရဲ့အောက်ထပ်မှာဘယ်မှမရှိပါဘူးမှန်တွေးခဲ့ရင်တင်းလှူရှာမှုအတိုင်းလိုက်လို့သလားတတိထားကြည့်ပါတင်ကရက်နေရက်နဲ့မှန်တွေကအရေးကတင့်ကိုပြုံးပြနေခဲ့ရင်ချက်ချင်းထွက်ပြေးပါစီကံနံပါတ်6မနက်6နာရီမထိုးခင်ထိလူစုမကွဲစေပဲတနေရာထဲမှာစုနေပါတင်တို့တငယ်ချင်း9ယောက်ကဲကောင်းပါစေ